ပြည်သူအမြတ်ဆန္ဒရှိရင် ကဟုတ်ပါပြီဟုတ်ပါပြီ ကျွန်တော်ကတမရလုပ်ဖို့ဆန္ဒရှိတယ် တော့မင်းကိုဘသူကလက်ခံမှာတော့ကဲ ရွေးချယ်လို့ရှိရင် မင်းလို့မဟုတ်ဘူး တမရလုပ်ဖို့ဆန္ဒရှိတယ် ကဲမင်းငါမေးပါဦးမယ်မင်းကဘယ်နှတန်းတော့ မာလေးမှာပဲဘူလာတိုင်းပညာတက်ခါတာဖြစ်တယ် ခွေးပါငါ3တန်းกว่า3တန်းမင်းနဲ့ငါတန်းကြီးတယ်မှတ်ထား ဒါတော့ကျွန်တော်မငင်းပါဘူး ခွင်းမှာပါ NLD အစိုးရရဲ့အဆိုပါမယုံနာတို့ဆောင်ကဲမှုတွေကြောင့် ဟဲ့လူတက်ပါလိဆောက်ရုံ လက်ရှိကျွန်တော်တို့အစိုးရအနေနဲ့ မင်းဘာလို့လာပြောနေလဲ ဒီမိုကရေစီစနစ်ပေါ်မှာ မင်းပါစပိတ်ထားငါလက်တွေရလာပြီနော် လူသားမှုများပြန်လည်ဖြစ်ပေါ်စေဖို့ မင်းမတိမနဲ့မင်းဝင်မပါနဲ့ဒီအေးစင်းနေရော အကောင့်ထဲပေါ်ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပါတယ် မင်းနာတော့မယ်မင်းနာတော့မယ် အဲဒါမိဘတွေက ခွေးပါ မှန်ပါတယ်ကျွန်တော် ခွင်းမှာပါ ကျွန်တော်နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီဟာ သွားစမ်းပါ နိုင်ငံရည်မှချက်200နဲ့ အေးနားထောင်တော့ကောင်းတယ်ကိုလူဓမ္မတဘာဝမကြဘူးနားလေလားတဘာဝမကြဘူးမလေးရှင်းဓမ္မငါလွား မြို့သားရည်မှချက်200တို့ကို မင်းယူနေတာဟဲ့ကောင်မင်းယူနေတာမင်း အထူးအဒေးထားပြီး ဟဲ့ကောင်မဘာပြောလဲ အကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိနေပါတယ် ဒီခုနှစ်ကုန်ပိုင်းမှာကျင်းပမယ် အမကူးမှများအထူးဆန်းလုပ်ပြီးတော့ပြောနေရပြီ ပြည်သူတွေလိုလားတဲ့ပါတီစုံဒီမိုကရေစီ သိရသိ အဲဒါကျွန်တော်တို့ဘူလာချင်းမှာ ရာဆက်လက် ထားတဲ့အတိုင်းပဲ ပြော ခုဒီပဲအချင်းတဲ့ဒီ ငါဘဒုကမှမယုံတတ်တဲ့အကြီးပါနေပြီ ဒီကောကိုကျင်းပပြီးတော့ ဟာကောင်မင်းကရှုံနေတာပဲကွာ ဒီကဒီကောပြင်ပြောင်းလိုက်တဲ့ ဟာတော့မင်းနောက်ဆုံးတော့မင်းဒီဘူလာပဲစိုက်တာမလားရောက် အစိုးရက ဒီကဖုန်းကိုဘုံကမင်းနဲ့ငါအတွေ့ကြပြောတာ အာဏာပြောင်းပြီးမှာဖြစ်ပါ ဝင်းမှာပါသူလေ မှန်ပါတယ်ကျွန်တော် ခွင်းမှာပါ တိုးကွက်မှုအခြေခံဝါဒ ဟုတ်ကဲ့ဟုတ်ပါပြီကနေပါကငါမရှင်းလို့မင်းမေးပြရစီ ပြည်သူကခေါ်တဲ့ရောင်စုံတောင်းကြမှုကြီး အမလေးရမျက်နာနဲ့စကလုံးလက်မိုင်းမကပ်တွေ့လားလက်မိုင်းမကပ် ပေါ်ပေါ်လာတာယနေ့ဆိုရင်နှစ်ပေါင်း80ကျော်ရှိပါပြီ ဟဲ့တာကြီးရှင်းလိုက်မင်းကပြောကြမလား တောင်းကြမှုခြုံငိမ့်ရေး ဝင်းမှာနာ ပြည်တော်စုမပြိုကွဲ စိတ်ညစ်တယ်ကွာမင်းရတယ်ကွာအဲ့မင်းရုံနဲ့မင်းအတန်နဲ့ခဝေးဝေးလေးသွားနေစမ်းကွာဒီကောင် တိုင်းသားစတူဒီယိုမပြိုကွဲရေး မင်းကငါမချီးကျူးတော့ငါမနေနိုင်တော့ဘူး ထို့ကြောင့်လည်းဒီရက်ခိုင်ပြီး ဟုတ်ပါတယ်ငါတပည့်ပါမင်းကဆရာပါမိုင်ဆမ်း မိဘတွေကမိဘနှစ်ပါးလုံးက ခွေးသား ပြည်သူလူထုလိုရတဲ့ပါတီစုဒီမိုကရေစီစနစ်ကိုအများဆုံးပြန်လည်ကောင်ထွယ်ပေးနိုင်ဖို့ပဲ ဒီကောင်မင်းအဲ့လိုမပြောမင်းအဲ့လိုမပြော ဒါမဲ့ဒီဇင်ဘာလအတွင်းမှာ အဲ့လိုမပြောနဲ့ငါတို့အစွမ်းအစရှိရင်ကမင်းလောက်ပြမလားဟင် လွတ်လပ်ပြီးတရားမျှတမှုအပြည့်ရှိတဲ့ပါတီစုဒီမိုကရေစီထူရွေးကောက်ပွဲကိုကျင်းပပေးနိုင်ဖို့ကျူပန်းဆောင်လည်းရှိနေပါတယ် တော့မင်းကိုဘယ်သူကလက်ခံမှာလဲ ကျွန်တော်တို့အစိုးရအနေနဲ့နိုင်ငံတော်နဲ့နိုင်ငံသားအားလုံးရဲ့အကျိုးစီးပွားကို ဒီကောင်မင်းဘာသာပုံကြီးနေနော်မင်းပတ်ဝန်းကျင်ကြီးရဖို့ပါမဲတို့သူ့လာမှာ အကောင်းဆုံးအကောင့်ထဲပေါ်ပေးနိုင်ဖို့အတွက်အစစ်အပြည့်ကျူပန်းဆောင်လည်းရှိနေပါတယ် ခွင်းမှာပါ အိမ်တော်ကြတာ1980ပဲ ဘာကြီးကရှင်းနှမ်းလုပ်နေတာတော့ ကျွန်တော်မျိုးသမီးတွေလည်းဟိုသူ့ရဲ့မိဘတော့တန်ထွဲရ 哦，那啥叫做不是来熬夜呢？哎，他是比较没么子的，他可吧？ ဘုံရောက်ပြန်မချနိုင်တော့တိုင်းပြည်တော့တဖြည်းဖြည်းနဲ့ပါသွားမှာဖြစ်ပါ အမတခေါ်အမြလူပြန်ဟစ်လို့ ကျွန်တော်အဲ့ဒီကလည်းပြီးခဲ့တဲ့အစည်းအဝေးမှာလည်းကျွန်တော်ပြောကြတယ်လို့ထင်ပါတယ်နော် 对嘛吧？你看家伙多少呢？ အားငယ်တဲ့စိတ်တွေရှိတယ်အားငယ်တဲ့စိတ်တွေရှိတယ်